ဒီနေ့မှာတော့အပြစ်မဲ့သူတွေကိုနှိပ်စက်တဲ့မူဝါဒကိုဗီဒီယိုနဲ့တက်တည်ပြပြီးလက်စားချေခဲ့တဲ့အကျဉ်းတောင်ဇလန်းလေးကိုတင်ဆက်ပေးသွားမှာပါအစကနေအဆုံးထိရင်တထိတ်ထိတ်နဲ့ကြည်ရမယ်အန်နာရဲ့ဘဝခရီးစဉ်ကိုအခုပဲစလိုက်ကြရအောင်ဇလန်းအစမှာတော့အန်နာဆိုတဲ့မိန်းကလေးဟာသူမရဲ့အခန်းထဲမှာတရောတီးရင်အေးချမ်းနေထိုင်သူလေးပါဒါပေမဲ့သူမမှာအရက်သမားပထွေးတစ်ယောက်ရှိပြီးအမြဲတမ်းနှိပ်စက်ခံနေရသူပါတနေ့မှာတော့ပထွေးဖြစ်သူဟာအန်နာကိုအဒမ်းမချင်းဖို့ကြိုးစားခဲ့ပါတယ်အန်နာဟာအသက်လူပြီးခုခံရင်တွန်းထုတ်လိုက်တဲ့အခါပထွေးဖြစ်သူဟာပန်းဦးနဲ့တိုက်မိပြီးသွေးထွက်လွန်ကတိဆုံးသွားခဲ့ပါတယ်တရားရုံမှာသူမကအပြစ်မရှိကြောင်းခုခံပြောဆိုပေမဲ့တရားသူကြီးကသူမကိုလူငယ်ပြုပြင်ရေးစခန်းမှာ4နှစ်ကနေ9နှစ်အထိပြစ်ဒဏ်ကြခံဖို့အမိန့်ချမှတ်လိုက်ပါတယ်ဒီလိုနဲ့အန်နာတယောက်ဘဝကိုလက်လျှော့ပြီးအကျဉ်းထောင်စီကိုဦးတည်တဲ့ဘတ်စကားပေါ်ပါသွားခဲ့ရပါတော့တယ်အကျဉ်းထောင်ကိုရောက်ချင်းမှာပဲ Warden Frank ကစီးကမ်းတွေကိုတင်းကြပ်ချမှတ်ပါတယ်အန်နာရဲ့အခန်းပေါ်ကတော့ AC လွန်းနဲ့ဂျီနီပါထောင်ထဲကပထမဆုံးညမှာတင်ဂျီနီရဲ့ထူးဆန်းတဲ့အပြုတ်အမူတွေကြောင့်အန်နာတယောက်စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်နောက်တနေ့မှာတော့ထောင်ထဲကလူမိုက်ခေါင်းဆောင်ကိုဒီကအန်နာကိုသူမတို့ခိုင်းနေဝင်ဖို့လာပြောပါတယ်အန်နာကညှင်းဆန်လိုက်တဲ့အခါကိုဒီကသူမကိုလူပုံအလဲမှာအဆက်ခွေးပြီးရိုက်နှက်နှိပ်စက်ပါတော့တယ်ဒီလိုစော်ကားခံရမှုတွေကြောင့်အန်နာဟာ Warden Frank စီသွားပြီးအကူအညီတောင်းခဲ့ပေမဲ့ Frank ကကူညီမဲ့အစားသူမကိုအခွင့်ကောင်းယူပြီးလိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်ခဲ့ပါတယ်အန်နာဟာပတ်ပေါင်းစုံကဖိအားတွေချားထဲမှာစိတ်တက်တွေပြက်စီးလာပါတယ်သူမဟာကိုရီရဲ့ဂိုင်းနဲ့ဝင်ဖို့ဆုံးဖြတ်လိုက်ပြီးသစ္စာရှိကြောင်းပြသတဲ့အနေနဲ့တခြားအကျဉ်းသားတစ်ယောက်နဲ့တီလူမတက်ရန်ဖြစ်ခဲ့ရပါတယ်ဒီအတွက်ပြစ်ဒဏ်အနေနဲ့သူမကိုအဝတ်အစားတွေချွတ်ခိုင်းပြီးမိန်းကလေးအချင်းချင်းအနိုင်ကျင့်စော်ကားမှုတွေကိုပါသူမခံခဲ့ရပါတယ်စော်ကားခံရပြီးနောက်ထွက်လာတာလေ Frank ရဲ့ထပ်မံစော်ကားမှုကိုခံရပြန်ပါတယ်စိတ်တက်ကြနေတဲ့အန်နာဟာမူးယစ်ဆေးဝါးတွေကိုစတင်သုံးဆွဲလာပြီးသူမကိုသူမလမ်းပြောက်လာပါတယ်သူမရဲ့လက်မောင်းမှာလည်းအသေးကောင်းဆိုတဲ့တက်တူးကိုထိုးပြီးဘဝကိုအဆုံးသတ်ဖို့တော့ကြိုးစားခဲ့ပါတယ်ကိုတေချောင်းချန်စီပြီးနောက်စီးရုံရောက်သွားတဲ့အန်နာကိုဆရာဝန်မလေးဒေါက်တာဟန်ကစိတ်ရှိလက်ရှိပြုစုပေးပါတယ်အဲ့ဒီမှာပဲသူမရဲ့အမေနဲ့ပြန်ဆုံခဲ့ပြီးအမေဖြစ်သူကအရင်ကလုပ်ရက်တွေအတွက်တောင်းပန်ခဲ့ပါတယ်ဒီချစ်ချင်းမြတ်တာကပဲအန်နာကိုပြန်လေရုံထွက်ဖို့ခွန်အားပေးခဲ့တာပါစီးရုံကပြန်ဆင်းလာတဲ့အခါအန်နာဟာစီးဖြတ်ဖို့ဆုံးဖြတ်လိုက်ပြီးသူမရဲ့လက်မောင်းကတက်တူးတွေကိုဖျက်ပစ်ပါတယ်ဒါကိုတိသွားတဲ့ကိုဒီကသူမကိုရိုက်နှက်ခဲ့ပြန်ပါတယ်ဒါပေမဲ့အန်နာကတော့အရင်လိုအရှုံးမပေးတော့ပဲ Warden Frank ကိုအမြင့်ပြတ်ချီမုန်းဖို့လျှို့ဝှက်အစီအစဉ်တစ်ခုစတင်လိုက်ပါတယ်အန်နာဟာကိုဒီစီကနေလျှို့ဝှက်ကင်မရာတစ်လုံးအကူအညီတောင်းခဲ့ပါတယ်လွတ်ငြိမ်းချမ်းသာခွင့်ပရိုးစစ်ဆေးမဲ့နေ့မှာ Warden Frank ကသူမကိုနောက်ဆုံးအချိန်စော်ကားဖို့ကြိုးစားတဲ့အခါအန်နာကအားလုံးကိုဗီဒီယိုမှတ်တမ်းတင်ထားလိုက်ပါတယ်တရားသူကြီးတွေရှေ့မှာ Frank ကအန်နာကိုလွှတ်မပေးဖို့တတ်သိအတုတွေနဲ့ပြောဆိုပေမဲ့အန်နာကသူမစီကဗီဒီယိုတတ်သိကိုထုတ်ပြလိုက်တဲ့အခါအားလုံးမှင်တက်သွားပါတော့တယ်။ Frank တယောက်လက်ထိတ်ခတ်ဖမ်းဆီးခံလိုက်ရပြီးအန်နာဟာလွတ်လပ်ခွင့်ကိုအောင်နိုင်သူအဖြစ်ရရှိသွားခဲ့ပါတယ်။ဇလန်းအဆုံးမှာတော့အန်နာဟာစင်မြင့်ထက်မှာသူမချစ်တဲ့ချဲလိုကိုအောင်မြင်စွာတီးခတ်နေပြီးသူမရဲ့အမေကလည်းဂုံယူစွာနဲ့ကြည့်ရှုနေပါတယ်။နာကျင်မှုတွေကြားကနေရုံထွက်နိုင်ခဲ့တဲ့အန်နာရဲ့ဘဝဟာအားလုံးအတွက်သင်ခန်းစာတစ်ခုပါပဲ။ဒီဇလန်းလေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်စိတ်လှုပ်ရှားစရာ movie recap တွေကြည့်နိုင်ဖို့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားပေးကြပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်